ချိုးစကဝိုင်းတွေမှာထွက်ပြေးခြင်းစိတ်ပေါက်လောက်အောင်စိုးမြင်ဝါဒီသမားတွေနဲ့ကြုံတွေ့ပူပါသလား negative အနှုတ်သဘောတရားတွေကိုပဲလိုက်ရှာနေတဲ့အဖွဲကတသက်ကိုရှိတယ်သူတို့ရဲ့အုံနောက်ကပတ်ဝန်းကျင် scan လုပ်တဲ့အခါအခက်အခဲကြက်တယ်စိတ်ပြက်စရာစိတ်ညစ်စရာစတဲ့ຢာတွေကိုသာကွက်ပြီးတော့ရှာလေးရှိတယ်ကြရန်တော့ဘဝမှာဘယ်နေရာကပြဿနာတွေဖြစ်နေတယ်လဲဆိုတာကိုရှာဖွေနိုင်တယ်ဆိုရင်အကျိုးကျေးဇူးများတယ် rewarding ဖြစ်တယ်ဆိုပေမဲ့ကိုယ့်ရဲ့ brain ကအဲ့ဒီ pattern မှာပဲပိတ်မိနေတဲ့အခါဘာတွေဆက်ဖြစ်နိုင်မှာလဲ negative အနှုတ်တွေကို scanning လုပ်နေတဲ့အခါကောင်းမွန်စွာဖြစ်ပျက်နေတဲ့ຢာတွေကိုသတိမထားမိတော့ပါဘူး negative တွေကိုပို့ပြီးတော့ scan လုပ်မိလေ positive တွေကိုပို့ပြီးလွတ်သွားလေဖြစ်ပါတယ်တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ brain ကအမားတွေနဲ့အနှုတ်သဘောကိုသာရှာဖွေတတ်သူဖြစ်သွားတတ်ပါတယ်အဲ့လိုလူတွေနဲ့ထိတွေ့မိတဲ့အခါသူတို့ရဲ့ negativity bias ပြီးတော့အပြစ်နာစာတွေနဲ့ဘေးရန်နေရာတွေကိုသာဦးစားပေးပြီးတော့စဉ်းစားတွေးခေါ်တတ်တဲ့ပုံစံကြောင့်အချိန်ကြာလာတဲ့အခါမှာ I am not enough you are not enough စတဲ့ဘယ်တော့မှမလုံလောက်ဘူးဆိုတဲ့ identity တစ်ခုကိုတွန်းပို့နေတယ်လို့ဖြစ်နေတတ်ပါတယ်မိမိကိုယ်ကိုသိမြင်ခြင်း sense of self ကလည်းဝေဖန်မှုတွေထဲမှာပဲပိတ်မိနေတတ်ပါတယ်လေ့လာတွေ့ရှိချက်တွေအရ positive brain တွေက neutral ဒါမှမဟုတ် negative brain တွေထပ်ပိုပြီးတော့ advantage ရှိတယ်ကျိုးကျေးဇူးပိုများတာပဲဖြစ်ပါတယ်ကိုယ့်ရဲ့ဖြစ်တန်စွမ်းကိုယုံကြည်ဖို့ရယ်မှန်ကန်ပြီးတော့လက်တွေ့ကြတဲ့အစွတ်မြောက်တဲ့အကောင်းမြင်စေရယ်ဘွားပေါ်ထားရှိတဲ့အမြင်ကအပြုသဘောဆောင်ဖို့ရယ်စတာတွေကိုလေ့ကျင့်ယူဖို့မဖြစ်မနေလိုအပ်ပါတယ်ချုပ်အဖြစ်ပြောရမယ်ဆိုရင်လူသားတွေကသူတို့ရဲ့ brain တွေကိုပို့ပြီးတော့အကောင်းမြင်စိတ်ရှိလာအောင် positive ဖြစ်လာအောင်တီထွင်ဖန်တီးကြံစားတတ်သူတွေဖြစ်လာအောင်လောကရန်ကိုခံနိုင်ရင်ရှိလာအောင်ပြုပြင်ပြောင်းလဲနိုင်ပါတယ် rewire လုပ်နိုင်ပါတယ်ပြုပြင်ပြောင်းလဲခြင်းစိတ်တော့ရှိဖို့လိုအပ်ပါတယ် so thank you so much ပါနောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်